အားလုံးမင်္ဂလာပါနော်ကျွန်တော် Facebook ပေါ် line ပေါ်မတက်ဖြစ်တာတော့ကြားသွားပြီနော်ဒီအကောင့်ဆိုရင်ကျွန်တော်မိနစ်ခဏရာကိုမတက်ဖြစ်တာနော် YouTube မှာတော့မိနစ်ကနောက်ဆွဲပိုင်းလေးထိတက်ပါသေးတယ်နော်အဲ့မှာကျွန်တော်အဖေကလည်းရုပ်ရည်ပေါင်ကျိုးပြီးတော့နော်ပြုစုပြီးတော့ဆုံးသွားတော့ဒီကြတဲ့အမေကလည်းကျမ်းမာရေးမကောင်းယောဂတွေဖောက်လာတော့အဲ့ဒါလေးတက်တာမလို့ကြံလုံးရှိသေးတယ်ညီကပါထည့်ပြီးတော့ဆုံးသွားလို့နော်အဲ့ဒါကြောင့်ကျွန်တော် line ပေါ်ကိုခုမတက်ဖြစ်တယ်ခုတော့ကျွန်တော်ပြန်ပြီးတော့ရနိုင်အောင်လို့ကြိုးစားကြည့်နေပါတယ်နော်ဒါပေမဲ့လည်း site တွေကသူများတွေက line ပေါ်တွေမှာရောက်ကုန်ပြီနော်ကျွန်တော်ပြမယ် site တွေကလည်းသူများတွေပြနေတယ်အတူတူပါပဲရပါတယ်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ပြရတဲ့ site တွေကသူများတွေစီကကြည့်ပြီးသားလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်မြင်တာလေးတွေပြန်ပြပါဦးမယ်နော်ဒီကနန်းတွေကတော့မွေးလုံးပေါ့ဗျာနော်ကျွန်တော်ဒီနေ့မှာကျွန်တော် live ထိုးတယ်ပေါ့ဗျာဒီ96ခွန်းလို့ဆိုရင်ပြီးခဲ့တဲ့ပတ်ဒီကနေရပေါ့နော်ရှင်နဲ့9လို့ဆိုလဲကျွန်တော်မွေးထားတာပေါ့နော်ဒီကနန်းကတော့ရှိတယ်ပေါ့ဗျာဒီကနန်းလက်ကြရင်တင်9ကိုလို့အခုပြမှာဒီတစ်ပတ်ကိုဒီခွန်း3ည3ရေ9ခွန်း8ရေကိုအတက်ရွှေ့တဲ့ site လေးပေါ့နော်ကျွန်တော်ကတော့အခုအတက်ရွှေ့တာတော့များတယ်ပေါ့ဗျာနော်ပြောင်းယူတာများတယ်ပေါ့ဗျာနော်အဲ့ဒါလေးကိုဒီကောင်ကို9ခွန်း8ကို3ကစီလေးနဲ့ပြပါနော်ဒီမှာ9ခွန်း3လို့ခွေတယ်ဗျ9ခွန်း3ခွေတာရင်တစ်နေ့2နေ့3နေ့3နေ့ချာ4နေ့မြောက်မှာ3 4ခွန်းဆိုပြီးစောင်းထိုးတယ်အဲ့စောင်းထိုးတဲ့အပေါ်နှစ်မှာအချိန်ကိုက်မှာ4ချိန်မှာ6ထိပ်စီလို့ဆင်းတယ်အဲ့6ထိပ်စီလို့ဆင်းလိုက်တယ်သူအဲ့လေအဲ့မှာဇောင်းပေါင်းချင်းလေးရတယ်တက်လို့ဖြစ်တယ်သူကရင်ဒီ6ထိပ်စီလေးရအောက်ကိုမြင်းကုန်ကိုဆင်းလိုက်ရင်6ထိပ်စီလေးရရင်ဒီဘက်မြင်းကုန်ကိုဆင်းလိုက်ဆိုရင်9ခွန်း8ဆိုတဲ့ဒီ6ချိန်မှာထွက်တာရှိတယ်နော်ဒုတိယဆိုင်မှာလဲ9ခွန်း3လို့ဒီမှာအချိန်ကိုက်နေရာကိုက်မှာပဲခွေပါတယ်သူကရင်3နှစ်ကျော်4နှစ်မြောက်မှာအချိန်ကိုက်မှာပဲခွန်း3 4လို့ဇောင်းထိုးပါတယ်နော်သူဖြစ်စဉ်တွေရှိမှအများကြီးရှိတယ်ကြာကြားထဲမှာနော်ကျွန်တော်ခြံခဲ့တာတွေအများကြီးရှိပါတယ်နော်အဲ့မှာပါဝါဖြစ်တာတွေပေါင်းခြင်းဖြစ်တာတွေပဲရှိပါတယ်ဒါနဲ့အဲ့မှာအချိန်ကိုက်တက်လိုက်ရင်အဲ့နှစ်ထဲမှာပဲ6ထိပ်စီးဆိုတာရှိတယ်သူရဲ့ဇောင်းမှာလဲ3လုံးပေါင်းခြင်း1ဆိုတာရှိပါတယ်နော်အဲ့ရမြင်းကုန်မှာခွန်းရှင်9ဆိုပြီးတော့ထွက်ထားပါတယ်နော်ရှေ့ကဆိုင်မှာလဲ9ခွန်း8 6ချိန်မှာပဲဒီဒုတိယဆိုင်မှာလဲ6ချိန်မှာခွန်ရှင်9လို့ထွက်ထားပါတယ်နော်အခုတတိယချိန်မှာလဲအဲ့ကဏ္ဍကိုယူချင်တာပေါ့ဗျာဒီမှာဖြစ်စရာအတူရှိတယ်9ခွန်3ခွေတယ်သူကရင်နောက်3နှစ်ချာ4နှစ်မြောက်မှာ3 4ခွန်ဆိုပြီးတော့ဇောင်းထိုးတာရှိတယ်သူ့ရဲ့အထက်ကိုတက်လိုက်တော့လေ4ချိန်မှာ6ထိပ်စီဆိုတာရှိတယ်ဗျာနော်6ထိပ်စီအောက်မြင်းကိုမှာလာပြီးတော့ဒီမှာခွန်ရှင်9အာပတ်လေလေးပေါ့နော်ခွန်းရှင်9အာပတ်လေလေးကိုထိုးကျင်တာပေါ့ဗျာအဓိကကတော့ဒီချိန်ခွန်းရှင်9လို့မဟုတ်ဘူးပရိတ်ပေါ့နော်ဘူးပရိတ်ကိုသိထိုးကျင်တာပေါ့ဗျာနော်အဲ့ဒါဒီဟာတစ်မျိုးခွန်း30လေးကိုကျွန်တော်ပြပါမယ်နော်ခွန်း30ခုစားတော့အားတုံညာခွန်းပေါ့နော်ခွန်း30ဆိုတာဒီမှာခွန်း3ည3နော်6ချိန်အဲ့မှာဒီဥစ္စာလည်းဖြစ်စဉ်ကဒီမှာပေါ့သူ့ရဲ့ဆိုင်ကျွန်တော်ခဏတင်နေကြပါဗျာဒီမှာဒီ6 8နှစ်ဒီဘက်မှာ8နှစ်6ဆိုပြီးဇောင်းထိုးတယ်နော်အဲ့ဒါဒေါင်းထိုးပြီးဒီမှာ6 8နှစ်အဲ့အထက်မှာလဲ9 3ည4သူ့ရဲ့ထက်မှာ3 6 30အဲ့ဒုတိယဆိုင်လဲဒီမှာအဲ့လိုပဲနော်6 8နှစ်အောက်မှာ2 8 6အဲ့မှာ9 3ည3 9 3ည4အထက်တပင်ကျုံမှာ6 30ဆိုခါ3လုံးထောင်နေနော်အခုအဲ့ဒါပေါ့ဗျာအခုဒီအောက်ကိုရင်ပြတာကျွန်တော်အပေါ်မှာပဲအဓိက main ပြတော့မှာမလို့နော်ဒီအောက်ကိုခြံခဲ့မှာမလို့ဒီ site ပေါ့ဗျာနော်3ည8 3ည8 3ညဆောင်းတယ်သူကအချိန်တိုင်းသွားလိုက်ရင်2 6 1ဆောင်းထိုးတယ်အောက်မှာ2 1 4ဆိုတာရှိတယ်အဲ့ရရင်အချိန်တိုင်းဒီသွားရင်အတူတူတွေနော်အဲ့မှာ4ခွန်း4ခွန်းဆိုပြီးတော့ခွန်း4ခွန်းဆိုပြီးတော့ထွက်ထားပါတယ်နော်အဲ့ခွန်း4ခွန်းရရင်အောက်ကိုဒီရှေ့နှစ်ကိုဆင်းလိုက်ရင်3ည2 1ဆိုပြီးဇောင်းထိုးတယ်
အဲ့3ညာနဲ့1လို့ဇောင်းထိုးတာရရင်သူနောက်ကရင်သူ့ရဲ့မြင်းကုန်ပေါ့ဗျာနောက်မှမြင်းကုန်ပြန်လာရင်391ဆိုတဲ့ကဏ္ဍရှိအဲ့391က1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်မြောက်မှာ931ဆိုပြီးတော့ပက်လေလာထွက်တယ်အတက်အဲ့လိုပဲအခုဒီမှာလဲဒုတိယ site ပေါ့ဗျာ3ညာ83ညာရှိတယ်သူကရင်အချိန်ကြိုက်သွားလိုက်ရင်နေ41နေ61ဆိုတဲ့ဇောင်းရှိတယ်အဲ့ရရင်ဒီဘက်ကိုအချိန်ကြိုက်ပြီးတော့အောက်မှာရှိခဲ့တဲ့ဟာတွေထားခဲ့တာနော်အောက်မှာလည်းအများကြီးရှိတယ်အဲ့မှာခွန်လေးအောက်ဒီဘက်ဇောင်းမှာ1နေ3ညာလို့ဇောင်းထိုးတယ်အဲ့ဇောင်းထိုးတာတဲ့ဒီဘက်မြင်းကုန်မှာဒီမှာ3ညာခွန်3ဆိုရှိတယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်မြောက်ရင်သွားလိုက်ဒီမှာခွန်3ညာ3ပေါ့ဗျာခွန်3ညာ3ကျွန်တော်ကတော့တဲပြလိုက်တယ်ပေါ့နော်အဲ့မှာခွန်3ညာ3ကျွန်တော်ကတော့အကွက်တွေကိုတဲရွှေပြီးပြတာတွေတော်တော်များပါတယ်နော်တဲရွှေပြီးပြခဲ့တာအဲ့ဒီနှစ်ထဲမှာလည်းသူ့ရဲ့ရှင်းနှစ်မှာလည်းခွန်6နှစ်ဆိုပြီးတော့နောက်ပိတ်3လုံးထောင်ခဲ့တယ်ဒီမှာလည်းခွန်6နှစ်လို့နောက်ပိတ်3လုံးထောင်ခဲ့တယ်ဒီထဲမှာဖြစ်စဉ်တွေအများကြီးရှိတယ်နော်အဲ့ဒါအိမ်မှာဒီဘက်ကို391လို့ရှေ့9နှစ်မြောက်ကကဏ္ဍလာထွက်တယ်အခုလည်းဒီမှာခွန်6တဲ့လို့ဖြစ်စဉ်တွေအများကြီးရှိတာတွေကမှဒီချိန်ခွန်3ညာ3ဟာရှေ့9နှစ်မြောက်ကကဏ္ဍဆိုပြီး1 2 3 4 5 6ခွန်10နှစ်မြောက်ကကဏ္ဍဆိုပြီးကျွန်တော်ယူဆပြီးပြခဲ့တာပေါ့နော်အဲ့ဒီထဲမှာလည်းဒီနှစ်ထဲကဒီ2018နှစ်ထဲကဏ္ဍနေများက2025ကိုထွက်လို့လာလို့ကဏ္ဍနေတော်တော်များများရှိတယ်ပေါ့နော် site တွေတော်တော်များများရှိပါတယ်နော်အဲ့လိုအခုကျွန်တော်ခွန်3ညာ3ရေ5ခွန်8ရေပေါ့နော်ရခဲ့တယ်အဲ့မှာ8နဲ့5ဆိုရင်လည်း site တွေတော်များများရှိတယ်နော်9 site 10 site လောက်ကိုရှိတယ်ကျွန်တော်မှာဒါနဲ့သူများပြထားတဲ့ site တွေလည်းပါနေလို့ထားခဲ့တာအဲ့တော့5-6ခွန်ဆိုတာလည်းကျွန်တော်ပြီးခဲ့တဲ့ချိန်တုန်းကထိုးခဲ့တာ5ချိန်ပါပေါ့နော်အကြိုက်ဆုံးထိုးခဲ့တာပေါ့ဗျာအခုမထွက်ခဲ့တော့ဒီကျန်တဲ့ချိန်တွေကိုကျွန်တော်မွေးလုံးအနေနဲ့ပြန်တင်လိုက်ပါတယ်နော်နောက်ဖိုင်နဲ့ပြန်လာပါအောင်မယ်